ဆူတောင်းပြည့်အေးသေးတော်မြတ်ကြီးမကွေးတိုင်းစင်မောင်ဝမ်းမြို့နယ်ဇောင်းနှန်းကြီးကျေးရွာဆူတောင်းပြည့်အေးသေးတော်မြတ်ကြီးပါခင်ဗျာဒီနေ့ဆိုရင်လာရောက်ပြီးတော့တရားအားထုတ်တာပရိစိတ်တာဒီနေ့ဆို6ရက်မြောက်ရှိသွားပါပြီ9ရက်မြောက်ထီတော့ဗိဋ္ဌာန်လေးဝင်မယ်9ရက်လောက်ထီတော့လာရောက်ပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်မယ်လို့အောက်မေ့မိတာပေါ့အဋိဌာန်ရလို့တော့မဟုတ်ပါဘူးကိုရတီတော့လာပြီးတော့ပရိစိတ်ဖြစ်အောင်ကြိုးစားမယ်လို့စိတ်ကူးထားတာပဲဆူတောင်းပြီးအေးသေးတော်မြတ်ကြီးလွန်ခဲ့တဲ့2023ခုနှစ်ကအသက်တဖန်ပြုတ်ပြင်မွမ်းမံခဲ့တာပေါ့အရင်တော့ဒါကကြောက်တွေနဲ့ဟိုပေါ့စီထပ်ပြီးတော့တဲထားတဲ့ဖျားပေါ့အုပ်ဖျားမဟုတ်ကြောက်တုံးတွေကိုတထက်ပေါ့ရှေးတော့ပကံဖျားပုံစံမျိုးလဲပြောလို့လည်းမဟုတ်ရဘူးကြောက်တုံးကြောက်ခဲတွေနဲ့ပဲလှုပ်ထားတဲ့တီးထားတဲ့ဖျားပေါ့ဖျားလေးကပြိုလို့ပြိုဇဲဖြစ်ခံကြီးပေါ့နော်အဲ့လိုချိန်ခါမျိုးလေးမှာလာရပြီးတော့ဒီဖျားကိုအဋိဌာန်နေဝင်ပြီးတော့တည်ကြတယ်ပေါ့ဆူတောင်းလဲတကယ်ပြည်ပါတယ်ဒီဖျားကြီးကိုအသက်တဖန်ပြုပြင်မိုးမှန်တိဆောက်တဲ့ခါကျတော့ခဏလေးနဲ့လူတွေတန်းတဲ့သူတွေရောက်လာတယ်ဖျားကိုကြည့်ပြီးတော့စိတ်ထဲမှာလူချင်းတန်းတဲ့သူတွေပေါက်လို့ပါဆိုပြီးတော့ခဏလေးနဲ့ရောက်လာကြတယ်ပေါ့ဒါကြောင့်မလို့ဆူတောင်းပြည်ပါတယ်လို့ဖူးစီခြင်းပါတယ်အရန်ကိုဖူးစီခြင်းပါတယ်ဖူးစီခြင်းလို့တင်ပေးလိုက်တာပါအခုလောလောဆယ်တော့ဟိုးမှရှိတဲ့မီလီလင်းနဲ့လောကသရဖို့အောင်တော်မူစေတော်မြတ်ကြီးကို28တောင်အသက်တဖန်တီထားကိုပွဲတယ်ပေါ့သူ့ရဲ့ဒီဘပေးလေးကကြတော့ရွာပေါ့သူတော်မြတ်အေးစီတော်မြတ်ကြီးကိုဖူးစီခြင်းလို့ပါ